ဇကားကြောင်းလေးကိုဟိုပါဗောနော်အချင်းချိုအားဖြင့်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒီဇကားလေးကမှန်တော့သူကဒီလူငယ်တွေထဲမှာဖြစ်လေဖြစ်တာရှိတဲ့နော်အရာလေးကိုခြေခံပြီးတိဆောက်ထားတဲ့ဒီဇကားလေးတွေပေါ့နော်ကျွန်တော်တို့အကြောင်းမှာဆိုလို့ရှိရင်ဆိုရပါတော့ဗျာဒီ crush လေးတွေကျွန်တော်တို့ရှိကြမှာလေနော်ဒီတင်တော့အကြောင်းကိုလာတာပြပြအဲ့မှာကိုစိတ်ဝင်စားတဲ့သူတွေရှိမယ်ပြီးလို့ရှိရင်ကိုနဲ့ပေါင်းတဲ့တငယ်ချင်းတွေကဘလူကတငယ်ချင်းကဘလူကတငယ်ချင်းပေါ့နော်ဒီဟိုပါပေါ့ဒီဆိုးဆိုလည်းမဟုတ်ပါဘူးเนาะသူတို့ကအရန်ဆိုးတဲ့အနေထားတွေပါလည်းမပါပါဘူးဒါပေမဲ့ဘယ်လိုပြောမလဲတကယ်ကြီးကောင်းလို့မျိုးတော့အရန်ခလေးမဖြစ်ဘူးပေါ့တချို့ကလည်းဒီဘယ်လိုပြောရမလဲဇယိုက်တူတွေလို့ပြောရမှာပေါ့เนาะအဲ့ဒါမျိုးတွေရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ကဒီအခြေအနေနဲ့ပတ်သက်လာလို့ရှိရင်တချို့ကလည်း resort ထိုးလုပ်ကြတဲ့သူတွေလည်းရှိနိုင်တယ်လို့တချို့ကတော့လည်းအခြေပေးပြီးတော့အဲ့ဒါမျိုးတွေရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒါလူငယ်တွေကြားမှာဖြစ်လေဖြစ်တတ်ရှိတဲ့အရာမဟုတ်လို့အထွေထူးထူးကျွန်တော်တို့ကသိပြောစရာမလိုပါဘူးအကုန်လုံးကကျွန်တော်တို့တည်းလည်းပို့ပြီးတော့သိပြီးသားလည်းဖြစ်မှာပါနော်ဒီအဲ့ဒီကိစ္စတွေကဒီဟိုပါပေါ့အသက်အရွယ်အားဖြင့်တော့ကျွန်တော်တို့ကဟိုပါပေါ့ဒီရီးစားရေးပိုင်းမထားရဘူးလို့တချို့ကမြင်နိုင်ဆိုကြလဲဘယ်သူမဆိုပဲလေနော်ကိုစိတ်ဝင်စားတဲ့လူတယောက်ကိုအနေနဲ့ဒီစိတ်ထဲမှာဒီ crush ဖြစ်တာဖြစ်ပြီပေါ့နော်ဒါတွေကကျွန်တော်တို့ရှိကြတာပါလေဒါကကျွန်တော်တို့ရှောက်လွှဲလို့မရဘူးနော်ဘယ်သူမှရှောက်လွှဲလို့မရဘူးကျွန်တော်တို့ကလည်းကျွန်တော်ရှိကြတာပဲဒါပေမဲ့ဒီတကယ်ပေါ့နော်ဒီဘဝအတွက်ဒီဆောက်ဖို့အခြေကျလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတရားရောက်တော့ကျွန်တော်ရွေးရမှာပါလေအဲ့ဒီကြမှာကျွန်တော်တို့ကတကယ်နေဘဝလက်တက်ဖို့ပြကျွန်တော်တို့ကသွားလာတော့ရီစားနဲ့ဘဝလက်တက်ဖို့နဲ့ကြတော့ကျွန်တော်မတူဘူးလေနော်အဲ့ဒါလေးလည်းကျွန်တော်တို့ရှိတယ်အဲ့တော့ဒီဇက်ကားလေးထဲမှာကျတော့ကျွန်တော်ဟိုပါပေါ့ crush ဖြစ်ပြီးတော့ဒီအဲ့ဒီပိုင်းလေးထိပဲကျွန်တော်တို့ကလူငယ်ကြမှာဖြစ်တာရှိတဲ့ဟာလေးကိုခြေတီးပြီးကျွန်တော်တို့ကရိုက်ကူးထားတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီတချို့ action ခိုင်းနေကြတော့ကျွန်တော်တို့ဒီလူငယ်ကြားထဲမှာပါလေးပါထားတော့မရှိဘူးပေါ့ဒါပေမဲ့ဇကားအရာအမှုပညာကိုကျွန်တော်တို့ကအကောက်တယ်ပေါ်တဲ့နေရာမှာဒီ action ခန်းလေးတွေလည်းကျွန်တော်တို့လိုအပ်တာမို့လို့ကျွန်တော်တို့ကဒီ action ခန်းလေးတွေကိုကျွန်တော်တို့ထပ်သွင်းပြီးတော့ရိုက်ကူးတာဖြစ်ပါတယ်เนาะအပြင်မှာလက်တွေ့အဲ့ဒီတိုင်းဖြစ်မယ်လို့တော့ကျွန်တော်ပုံသေးတော့ပြောလို့မရဘူးပေါ့เนาะဒါကတော့ကျွန်တော်ဇကားအရလိုအပ်တာမို့လို့ကျွန်တော်တို့အထက်သွင်းရိုက်ကူးတာဖြစ်ပါတယ်ခင်ဗျ